လိုက်မယ်နော်အာအများကြီးတင်ခဲ့တာပဲ ဘုံကြီးเจ้าအတွက်တဲ့ဟိုက ရတန်းတဲ့ဟာတော့မဟုတ်ပါဘူး ဟုတ် တော့တင်းရလို့နော် ဟုတ်ကဲ့ဗျာဟုတ်ကဲ့ ချက်ကြည့်မယ်နော်မပုံနေရောပါကြလား အဖွားကြီးတွေပါတယ် ဒါပေမဲ့မပုံနေကမလို့ဘူးလို့ကျွန်တော်တို့ဟိုဟာလေဒီဘက်ကနေခွေးဘက်ကနေဒီအောင်ဆောင်ပြီးချက်တဲ့ခါရှိတယ်နော်ဒါမျိုးမထင်ကြနဲ့နော်အပေါလို့ဘက်ကလည်းနော်ကောင်းချောင်မောင်းကြအောင်နော်ရေးချောင်းကြုံနေဆိုလဲဒါထိချက်လဲရှောင်ရအောင်နော် ဟုတ်ကဲ့ဗျာ ဒီကောင်ကဘာမှရှောင်တာမဟုတ်ဘူးโอเค ဟုတ် ဟိုနည်းနည်းတည်းရှင်းနေတယ်ရှိလို့နော် ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့ဒီပြီးတော့နော် ဟုတ်လေရင်ကွန်းဒီကပုတ်ပြ ဟုတ်ကဲ့ ခရဘူးတော့ ဘုရားကရလားဟာဗျာဆိုတော့ကုလို့ရပြီပေါ့ကျွန်တော်တို့နေဟုတ်ကဲ့ဟောဒီတော့ရောက်လာတော့ဒီနာဟုတ်ကဲ့ဘယ်လာလဲပါကြလို့လုံးင်းရဖြစ်တဲ့ပစ္စည်းဟုတ်လားတက်ကြည့်လို့ရမလားရတော့နည်းနည်းလာလိုက်မယ်နော်ရတယ်မစင်းနိုင်တဲ့တော့ကိုကဲပါပြပြသွားကြအောင်ပြပြသွားအောင်နော်အမျိုးမနေအောင်နော်ရတယ်ဟုတ်ဒီသွားကြအောင်နော်ဒီဆိုင်ကြအောင်